အခုတစ်ခါပြောပြပြီးတော့မယ့်ရုပ်ရှင်ကားတွေကတော့ဂျာမန်ဒရာမာရုပ်ရှင်ကားဖြစ်တဲ့ Exception ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ် Brand ကတိုက်ပွဲမှာဒဏ်ရာကြီးကျယ်ရလာပြီးတော့ရှီတန်းကနေပြန်လာတဲ့စစ်တီတယောက်ပါသူဟာမိန်းကလေးတွေနဲ့အိပ်ရတာကိုကြိုက်နှစ်သက်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်မှတော့သူစီကိုဖုန်းစိမ်းတလုံးဝယ်လာခဲ့ပါတယ်။အဲ့ဒီဖုန်းကတူထက်လူကြီးကသူ့ကိုတာဝန်တစ်ခုပေးရဖို့ချက်ချင်းပဲဘာလင်မျိုးကိုလာခဲ့ဖို့ဖိတ်ခေါ်ခဲ့တဲ့ဖုန်းပဲဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ Captain Brand ကဘာလင်ကိုရောက်သွားပြီးတော့တူထက်လူကြီးနဲ့တွေ့တွေ့ခဲ့ပါတယ်။တူထက်လူကြီးဖြစ်သူက Brand ကိုနန်းကြပြင်ကိုင်စားရဲ့အိမ်တော်ကိုသွားပြီးတော့ဘီဟောင်းကိုင်စားရဲ့အသက်ဘေးကိုစောက်ရှောက်ပေးဖို့တာဝန်ပေးရခဲ့ပါတယ်။ကိုင်စားပြင်ကတခစ်တခါကဖုန်းတကူကြီးမားခဲ့တဲ့ဘီရင်တစ်ပါးဖြစ်ပေမဲ့အခုချိန်မှာတော့အချုပ်ချာအာဏာမရှိတော့ဘဲနဲ့လူတွေရဲ့ဝေးရဟော်လန်နိုင်ငံမှာနန်းနေတဲ့ပြီးခဲ့ရပြီးတော့နန်းကြဘီရင်တစ်ပါးဖြစ်တတိတခြားနေထိုင်နေရပဲဖြစ်ပါတယ်။နန်းကြဘီရင်ဆိုပေမဲ့နာဇီဂျာမန်တို့ကသူ့ကိုအဆောင်ရှောက်နေတဲ့နေထိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။ဌာနချုပ်ကအထက်မိတ်နဲ့ရောက်လာတဲ့ကပတိန်ဘရန့်ကိုကိုင်စာတို့အိမ်ကတမိသားစုလုံးစီးချိုနှုတ်ဆက်ခဲ့ကြပြီးတော့အဲ့ဒီထဲမှာအိမ်ပေါ်အဖြစ်ရောက်ရှိနေတဲ့မီဂယ်လည်းပါဝင်ပါတယ်။ကိုင်စာပြင်ကနန်းကြပြင်တစ်ပါးဖြစ်ပေမဲ့အချင်းရွယ်များစွာနေတဲ့နေထိုင်နေသေးဖြစ်ပါတယ်။ဘရန့်ဟာအဲ့ဒီအိမ်ကိုရောက်ချင်းမှာပဲအများနဲ့မတူပဲထူးခြားတဲ့မီဂယ်ကိုသတိထားမိခဲ့ပါတယ်။ရောက်ချင်းမှာပဲဘရန့်ကဟစ်တလာဇူဝါကနေကိုင်စာပြင်ရဲ့လုံခြုံရေးအတွက်ရောက်လာသူလို့သူ့ကိုယ်သူမိတ်ဆက်ခဲ့ပြီးတော့အိမ်တော်ရင်းစီဂိတ်ကသူ့ကိုစောင့်ကြိုခဲ့ပါတယ်။စီဂိတ်ကကိုင်စာပြင်ရဲ့လေယုံတယောက်ဖြစ်ပြီးတော့အိမ်တော်ကြီးတစ်ခုလုံးကိုစီမံခန့်ခွဲနေရတဲ့လူပြောပါစီကိတ်ကကိုင်စာပြင်းနဲ့ပတ်သက်တဲ့လိုက်နိုင်ရမယ်စီးမြင့်စည်းကမ်းတွေကိုပြောပြခဲ့ပြီးတော့အဲ့ဒီထဲမှာအိမ်ကူတွေနဲ့ပျော့ပြီးမလုပ်ရဘူးဆိုတဲ့အချက်တစ်ချက်လည်းပါဝင်ပါတယ်အဲ့ဒီချိန်မှာကိုင်စာပြင်းကအိမ်နောက်သားတော်ထဲမှာဝါသနာရထင်းခွဲနေခြင်းဖြစ်ပါတယ်သူ့မျိုးသမီးကကိုင်စာပြင်းကိုနာစီပါတီကခန့်အပ်လိုက်တဲ့ Brand ဆိုတဲ့စစ်တီတယောက်ရောက်နေကြောင်းဒီညမှာပဲသူ့ကိုမိတ်ဆက်အတိမတ်ပြုရအနေနဲ့ညသာဖိတ်ကျွေးတင်ကြောင်ပြောခဲ့ပါတယ်ဘီဟောင်းကြီးရဲ့မျိုးသမီးကတစ်ချိန်ကရွှေထီးဆောင်ပြီးတော့အုတ်ချုပ်သူပြည်ရှင်မင်းတရားဘွားကိုပြန်လို့ခြင်းနေသူတယောက်ဖြစ်ပြီးတော့နာစီဂျာမနီကသူ့ကိုထီးနှက်ပြအဲ့လိုက်မယ်လို့ပြောလင်းနေသူကအမှန်တကယ်တော့ Brand ကကိုင်စာပြင်ကိုစောင့်ကြည့်ရမယ့်တာဝန်ပြေကိုင်စာပြင်ကိုထောက်ခံစေဖြစ်တဲ့လူတွေကိုတရှိုးလုပ်ပြီးတော့စောင့်ကြည့်ဖို့လည်းဖြစ်ပါတယ်။နန်းကြပြင်စီမှာလည်းသူ့ကိုတိတ်တကူထောက်ခံနေတဲ့လူတွေရှိနေတဲ့ဖြစ်ပြီးတော့နာဇီတို့ကအဲ့ဒီလူတွေကိုပါအမြင့်ဖြတ်ပစ်ဖို့စီစဉ်ထားတာပါ။ဒါအပြင်ဗြိတိန်နိုင်ငံကကိုင်စာပြင်နီးနားမှာတရှိုးတွေထည့်လာပြီးတော့လှုပ်ရက်ကုတ်တွေနဲ့ဒရဲစကားပါနေတာကိုနာဇီတို့ကတီးသွားတဲ့အကြောင်းကိုင်စာပြင်ကိုရင်ကားထက်အနီးကပ်စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဒီဟောင်းကိုင်စာရှိတဲ့အိမ်နီးနားကမြို့မှာစကန်းငယ်တစ်ခုထားပြီးတော့တရှိုးတွေကိုဖမ်းဖို့လည်းစီစဉ်နေကြပါတယ်။ကိုင်စာပြင်ကဘေးဟောင်းတစ်ပါးဖြစ်ပေမဲ့နေ့စဉ်နဲ့အမျှနာဇီဂျာမနီတို့နေတဲ့စစ်ပွဲချင်းတွေကိုလက်ချင်မပြတ်စောင့်ကြည့်နေတတ်ပါတယ်။မီဂယ်ကတော့ကိုင်စာပြင်ကိုလူကျွေးပြရတဲ့အေဖော်တယောက်ဖြစ်ပြီးတော့အပြောဆိုထွက်လက်တဲ့သူမကိုဘီဟောင်းကြီးကသဘောကျနှိမ့်ချိုက်ခဲ့ပါတယ်။အဲ့ဒီညနေခင်းမှာမီဂယ်ကတူသေးနေတဲ့အိမ်ပေါက်ဝသွားပြီးတော့ကိုင်စာပြင်ကသူနဲ့ညစာသူစားဖို့ဖိတ်ခေါ်ခိုင်းလိုက်တာကိုသတ်ပြော့ခဲ့ပါတယ်။ Brand ကမီဂယ်ကိုအိမ်ထဲကိုဝင်ခဲ့ခိုင်းပြီးတော့သူမကိုဝစ်တေကုတ်ချုပ်ခိုင်းလိုက်ပါတော့တယ်။မီဂယ်လည်းထားရနေစေရသောဖြစ်တဲ့အိမ်ဖော်တယောက်ဖြစ်တာမို့ဂျာမန်စစ်တီရရှိ Brand နဲ့စီခိုင်းချက်တွေကိုမငင်းဆန်နိုင်ခဲ့ပါဘူး။ Brand ကမီမွေးတိုင်းဖာမွေးတိုင်းဖြစ်နေတဲ့သူမရဲ့တကူလုံးကိုရေဝင်နဲ့ကြည့်ပြီးတော့သူမနဲ့အတူတူနေဖြစ်လိုက်ပါတယ်။သူတို့နေရာကိုကြည့်လူနေတော့ပါပဲ Brand ရဲ့ဘိုက်ကထိုင်ရလာနာလာပြီးတော့ရှေ့ဆက်မတိုးနိုင်တော့ပါဘူးသူလည်းရက်တန်းကရှက်လိုက်ပြီးတော့ဒီညညလာစားဖို့လာခဲ့ပါမယ်လို့ကိုင်စာကိုပြန်ပြောလိုက်ပဲဆိုပြီးတော့မီဂက်ကိုပြန်လှုပ်လိုက်ပါတယ်ညချေရောက်တဲ့ချိန်မှာညသာစပွဲမှာကိုင်စာပြင်ကတစ်ချိန်ကဝစ်စင်ခဲ့တဲ့စောင်းရောင်းနေနဲ့အပြည့်ဝစ်စင်ပြီးတော့ Brand ကိုကြိုဆိုတဲ့အနေနဲ့အခန့်ခဲ့ပါတယ်စားရင်တောင်ရဲ့စကားပြောနေကြတဲ့အခါမှာစိတ်ကြီးပြီးတော့ဒေါ်တာထက်လွယ်တဲ့ကိုင်စာပြင်ကနာဇီပါတီနဲ့ခေါင်းဆောင်ကြီးခေတလာအကြောင်းကိုစကားကောင်းခဲ့ကြပါတယ်ဒါပေမဲ့ Brand ပြောတဲ့စကားမှားသွားချိန်မှာကိုင်စာပြင်လည်းအတော်စိတ်ထိခိုက်သွားပြီးတော့ညသာစားပွဲကနေထထွက်သွားခဲ့ပါတယ် Brand လည်းညသာစားပွဲကပြန်မှာစိတ်ညစ်ညစ်နဲ့အရက်တောက်ပြီးအိယာဝင်မလို့ပြစ်နေတဲ့ဥမှာပဲတူခန်းတွေကိုလူတယောက်ရောက်နေတာကိုသတိထားမိခဲ့ပါတယ်မိကိုဖွင့်လိုက်ချိန်မှာအဲ့ဒီဒီဇိုင်းကညနေကအတူနဲ့အတူလာအိတ်ခဲ့တဲ့ informal လေးမီဂယ်ဖြစ်နေခဲ့ပါတယ်ဒီချိန်မှာတော့မီဂယ်ကသူမလာပဲအရင်ဦးဆောင်ပြီးတော့ Brad ကိုအင်ကြီးတွေချုပ်ခိုင်းခဲ့ပါတယ်ချက်သားဖုတ်တွေပြည့်ရှိနေတဲ့ Brad ရဲ့ one bite ကိုကြည့်နေတော့မှပဲအယုတ်ဆိုးတဲ့ချုပ်ပြာကြီးတစ်ခုကိုသတ်တွေ့ခဲ့ပါတယ်အဲ့ဒီချုပ်ရက Brand တယောက်စစ်ပွဲတင်ကဘုံမှန်ခဲ့တဲ့ဒဏ်ရာဖြစ်ပြီးတော့အထဲမှာဘုံစားတွေကျန်နေသေးပဲဖြစ်ပါတယ်ဒါကြောင့် Brand ကစိတ်တွားလိုက်ကူမပါဘဲနဲ့အတူနေတဲ့အချိန်တွေမှာတော့နာကျင်နေရတာပါအဲ့ဒီညမှာပဲမီဂယ်ကသူကိုယ်တိုင်ဦးဆောင်ခဲ့ပြီးတော့ချစ်ပွဲဝင်ခဲ့ကြတာပြောင်းတဲ့တယောက်လည်းရင်းနှီးသွားကြပါတော့တယ်နောက်တစ်နေ့မှာတော့ကိုင်စာပြင်ကဒိုင်ယာရီရင်းနေတော့မှပဲသူ့ရဲ့လက်ရုံးစိကတ်တစ်ယောက်လာပြီးတော့အိမ်နားမှာဗြိတိန်အေဂျင့်တွေရှိနေတယ်လို့သတင်းပေးခဲ့ပါတယ်သူနဲ့ဗြိတိန်နိုင်ငံတို့ကဆက်ဆံရေးကောင်းမွန်ခဲ့တာကြောင့်ဗြိတိရှတွေကသူ့ကိုဘာမှဖေးမလုပ်ဘူးဆိုတာကိုအတိအကျယုံကြည်နေခဲ့ပါတယ်ဒီနောက်မှာတော့သူ့ရဲ့နေ့စဉ်လှုပ်ဆောင်နေကြလှုပ်တစ်ခုဖြစ်တဲ့ချောင်းဝန်းတဲ့ကရေကမှာဘဲလေးတွေကိုအစာသွားချွေးခဲ့ပါတယ်အစာကျွေးနေတော့မှပဲမီဂယ်ကလည်းကူညီခဲ့ပါတယ်ဘဲလေးတွေကတိတ်ချစ်ဖို့ကောင်းပြီးတော့ခင်းနှန်းတွေကိုလူယုံမဲ့သူမရှိဘူးဆိုပြီးတော့မီဂယ်ကိုအသိအကြောင်းကိုစမုံပြန်ပြောနေတော့ပဲကပရင်ဘရက်ရောက်လာခဲ့ပါတယ်ဘရက်ကိုတူနာမှာဘီဒေးစပိုင်တယောက်ရောက်နေတယ်လို့သတင်းရရောက်ပြောခဲ့ပြီးတော့ပိုလန်နိုင်ငံမှာတူကိုက်ခဲ့တဲ့စစ်ပွဲအကြောင်းကိုမိခဲ့ပါတယ်တူမြင့်တယောက်ကလည်းအဲ့ဒီပိုလန်စစ်ပွဲတနေရာမှာကြာဆုံးခဲ့ရတယ်လို့ပြောခဲ့ပြီးတော့နှစ်ယောက်သားစကားကောင်းခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ကပရင်ဘရက်ကသူ့ရဲ့အိမ်တော်တဲကိုခန်းတစ်ခုပြီးခဲ့ပြီးတော့အိမ်ထဲမှာပဲနေထိုင်ခွင့်ပြုခဲ့ပါတယ်တူနေရမယ့်ခန်းကိုမီဂယ်ကလိုက်ပြခဲ့ပြီးတော့
Brand ကတူမရဲ့အခန်းပင်မှာရှိတယ်လို့မေးခဲ့ပါတယ်မိခဲ့ကသူ့ခန်းနေရာကိုပြောခဲ့ပြီးတော့တူမနဲ့တရင်တနည်းမနေဖို့တကယ်လို့သူတို့ကအတူတူနေတာကိုသိသွားခဲ့ရင်နှစ်ယောက်လုံးအလုပ်ပြုတ်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်နောက်တစ်နေ့မှတော့အကိုင်းစားရှိနေတဲ့အိမ်တော်စီကိုစုံနောက်ကြည့်ရောက်လာပါတယ်သူ့ရဲ့ Bidin Spy ဖန်စီကိစ္စနဲ့ပတ်သက်ပြီးတော့အထက်ကနေထောင်လိုင်းကားတစ်စင်ထက်ချပြီးတော့မယ်လို့ပြောခဲ့ပြီးတော့ရုတ်တရက်တွေးလိုက်ရတဲ့မိခဲကိုလည်းမျက်စာပစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမိခဲကဈေးတွားရင်းနဲ့ပဲလူနေအိမ်တွင်ကြားလာရှိတဲ့တိုက်ခန်းတစ်ခုတည်းဝင်သွားခဲ့ပါတယ်အဲ့ဒီခန်းထဲမှာဘုံတော်ကြီးအယောင်ဆောင်သားတဲ့ဘီကရဲ့အထက်လူကြီးတယောက်ရှိနေပြီးတော့သူကဘီတိန်အစိုးရကနေကိုင်းစားပြင်းနဲ့နာဇီတို့ကြောင့်ထောက်လန်းနေတဲ့စပိုင်တယောက်လည်းဖြစ်ပါတယ်မိကေကသူတို့ရောက်နေတဲ့ဆိုတာကိုဂျာမန်တွေသိသွားပြီမလို့သူတို့လုပ်ငန်းကိုအရှိန်မြင့်တဲ့နယ်လို့ပြောခဲ့ပြီးတော့သူ့ဆရာကိုလည်းဂီယူဆိုင်နေကိုပြောခဲ့ပါတယ်အဲ့ဒီညမှာပဲကပရင်ဘရန်ကမိကက်အခန်းထဲကိုလာပြီးတော့စကားပြောခဲ့ပါသေးတယ်ဒီချိန်တော့မိကက်ကသူ့အကြံစီတွေကိုရှင်းမိသွားပြီလားဆိုပြီးတော့လက်မိတော့ပါတော့တယ်အမှန်တကယ်တော့ကပရင်ဘရန်ကမိကက်ကိုသူ့တိဆုံတော့ကတူမကိုထိကပါဟီကပါနှောက်ရှက်တယ်ဆိုရင်သူ့ကိုလာတိပေးဖို့လာပြောခဲ့တာပါဘရန်ကတူမအခန်းထဲမှာရှိနေတော့ခုံခုံပေါ်မှာတင်လာတဲ့ရမ်းမုတ်တွေကိုရှင်းမိသွားခဲ့ပါတယ်အဲ့ဒီညမှာပဲမိကက်ကသူ့ရဲ့စက်ပစ္စည်းနဲ့ကင်စားအိမ်တွေကတစ်ဖက်တစ်ရှူစီကိုကုတ်တီပို့နေခဲ့တာဖြစ်ပါတယ်အဲ့ဒီကုတ်တီကိုနာဇီတို့ကလည်းချားပြက်ခိုးယူနေခဲ့ပါတယ်အဲ့ဒီကုတ်တီကိုဘဲကနေဘဒုစီပို့နေတယ်ဆိုတာကိုမသိတာကြောင့်တက်ခန့်ဖမ်းဆီးလို့မရသေးပဲဖြစ်နေတာကြောင့်စောင်းတော့ကြီးတွေတဲ့ပြဿနာတက်နေခဲ့ပါတယ်နောက်တစ်နေ့မှတော့မိကေတယောက်ကင်စားဘရဲ့အိမ်တော်မှာလှုပ်ရှားရှိတာတွေလုပ်ပြီးတော့အခန်းအပြင်မှာကပရင်ဘရန်ကသူ့ကိုအခန်းထဲမှာစောက်ကြိုနေခဲ့ပါတယ်သူတို့နှစ်ယောက်တဲကိုတယောက်စကားပြောခဲ့ကြပြီးတော့ဘရန်ကသူ့ရှေ့တန်းတနေရာမှာရွာလုံးကျွရက်ဆက်ခဲ့တာတွေကိုပြင်းပြင်းရောင်းနေစေဖြစ်တယ်လို့ရှင်းဖွင့်ခဲ့ပါတယ်သူကတိုက်ပွဲပြန်သူရဲကောင်းတယောက်ဖြစ်ပေမဲ့သူကိုယ်တိုင်နာစီပါတီရဲ့မတရားအကြမ်းဖက်မှုတွေကိုယူရှာခဲ့သူတယောက်ဖြစ်ပြီးတော့အတိတ်ကသူ့လုပ်ခဲ့တဲ့ပြစ်မှုတွေကိုသူ့အတွက် trauma တစ်ခုလိုခံစားနေရသူပါသူနဲ့မီဂယ်တို့တညာလုံးအတူတူနေပြီးတော့မနေ့ရောက်ချိန်မှာတော့သူခန်းထဲကိုပြန်ပြေးသွားတာကိုခိုင်စာပြင်းရဲ့ဇနီးဖြစ်သူကတီးသွားခဲ့ပါတယ်နောက်တစ်နေ့မနက်စောစောမှာတော့မြို့ထဲကစုံတော်ကြီးတယောက်ရောက်လာပြီးတော့သူလိုက်နေတဲ့ spy ကိုဖမ်းမိကန်နေပြီလို့ပြောခဲ့ပါတယ်ဒါအပြင်နာဇီဂျာမနီစစ်တပ်ရဲ့အရေးပါတဲ့ဟမ်မလာဆိုတဲ့ပုဂ္ဂိုလ်ကြီးတယောက်ဒီကိုသိမ့်မကြခင်ရောက်လာတော့မယ်လို့တည်စကားပါခဲ့ပါတယ်စုံတော်ကြီးပြန်လာချိန်မှာတော့ကပရင်ဘရန်ကခိုင်စာပြင်းစီကိုဟစ်တလာရဲ့ယုံကြည်အားကိုးရတဲ့ဟမ်မလာဒီကိုလာမယ်လို့တတိပေးခဲ့ပါတယ်ခိုင်စာပြင်းကတော့ခေါင်းဆောင်ကြီးတယောက်ရောက်လာမှာကိုတုံနိပါဝင်နဲ့ဘာမှအလေးနဲ့မထားဟန်လုပ်နေခဲ့ပေမဲ့သူစနီးဖြစ်သူကတော့အရှင်ခုံနေပါပြီသူစနီးကတွေကဟစ်တလာဆူရကသူ့ယောက်ျားကိုပလင်ပြန်အပ်ပြီးတော့ထီနဲ့အရိုက်ရပြက်ဆက်ဆံခွင့်ပေးမယ်လို့ညှော်လေးနေတူပါအိမ်တော်ထင်းကိုလည်းဟမ်မလာရောက်လာတော့မယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ဒီတစ်ခေါက်လာတွေ့ချိန်မှာကိုင်စာပြင်းကြီးစကားအပြောဆိုစေကျင်ဖို့ကိုလည်းတတိပေးခဲ့ပါတယ်ဟမ်မလာဆိုတဲ့ပုဂ္ဂိုလ်ကနာဇီပါတီမှာရေးပါဆုံးလူတစ်ယောက်ဖြစ်ပြီးတော့ဟစ်တလာရဲ့လက်ယုံပြောက်ဖြစ်နာမည်ကြီးသူလည်းဖြစ်ပါတယ်ဘရန်ကအိမ်ထဲမှာတနက်တွေထားရလားလို့အိမ်တော်ထင်းကိုမေးရမှာလဲထားရကြောင်းဖြေခဲ့ပြီးတော့အင်ကူတွေကိုလည်းတနက်ကန်ခွင့်ပြုထားသလားဆိုတာကိုပါမေးခဲ့ပါတယ်အိမ်တော်ကြီးကလည်းအင်ကူတွေမှာတနက်ကန်ခွင့်မရှိကြောင်းဖြေလိုက်ချင်မှာတော့ဘရန်လည်းသဘောပေါက်သွားခဲ့ပါပြီသူပြင်ပြန်ထွက်ချိန်မှာတော့ကိုင်သာပြင်းရဲ့စနီးကဘရက်အနားလေးကပ်လာပြီးတော့သူတို့ထီနဲ့ပြန်ရဖို့အတွက်လက်ထိုးတဲ့စကားတွေပြောခဲ့ပါတယ်သူမအနေနဲ့သူ့ယောက်ျားထီနဲ့ပြန်ရဖို့အတွက်ဘာမစုံလုံးပဲအနေထားရှိပေမဲ့အကြောင်းလုံးသိနေတဲ့ကပရင်ဘရက်ကတော့ဘာမှယတိပြတ်ပြန်မပြောလိုက်ပါဘူးဟမ်မလာရောက်လာခင်ရပိုင်းတွမှာပဲနာဇီစစ်တပ်ရဲ့လုံယုံရေးတပ်ဖွဲ့ရောက်လာပြီးတော့ကိုင်သာရဲ့အိမ်ထဲမှာနေရာနဲ့လက်နက်တွေလိုက်ရှာကြပါတော့တယ်တပ်သားတွေကတအိမ်လုံးလိုက်ရှာခဲ့ပြီးတော့ကပရင်ဘရက်ကတော့တူဇန်နေရရှိနေတဲ့မီဂဲရဲ့အခန်းထဲတွက်ရှာခဲ့ပါတယ်သူမအခန်းထဲမှာတနက်တော့ရှိမယ်လို့ယုံကြည်ခဲ့တာကြောင့်နေရာလည်းမကျန်လိုက်ရှာခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူးအဲ့ဒီညမှာတော့မီဂဲကသူ့ဆရာစီသွားခဲ့ပြီးတော့တိတ်မိကြကမှာပဲကိုင်စာရဲ့အိမ်တော်မှာဟမ်မလာအလဲလာမယ်ဆိုတဲ့အကြောင်းသူ့မိသားစုကိုတပ်ဖြတ်ဖို့အမိန့်ပေးခဲ့တဲ့ဟမ်မလာကိုအပြည့်ရှင်းတော့မယ်လို့ပြောခဲ့ပါတယ်သူ့ဆရာကဒီလိုလုပ်မယ်ဆိုရင်သူမလည်းအသက်သေသွားလိမ့်မယ်လို့တတိပေးခဲ့ပြီးတော့စိတ်ရှိရှိထားဖို့ပြောခဲ့ပါတယ်မိခဲကဒီအခွင့်အရေးဆိုတာနှစ်ခါပြန်မရတော့ဘူးလို့လှုပ်ရှင်တယ်လို့ညှိခုတ်ခဲ့ကြပါတယ်မိခဲပြန်သွားပြီးတိတ်မိကြကမှာပဲသူတို့နောက်ကိုတစ်ခေါက်ခေါက်လိုက်နေတဲ့စုံနောက်ဖွဲ့ကမိခဲရဲ့ဆရာဖြစ်သူစပိုင်ရဲ့နေရာကိုတီးသွားပြီးတော့ညာတွင်းချင်းမဲ့ဖမ်းဆီးလိုက်ပါတော့တယ်အဲ့ဒီညမှာပဲမိခဲကကပရင်ဘရိုင်ခန်းကိုနှုတ်ဆက်တဲ့အနေနဲ့ရောက်လာခဲ့ပါတယ်သူမအနေနဲ့ရှီဆက်လို့ရမယ့်အလုပ်ကိုလုပ်ရတော့မယ်လို့ဆုံးဖြတ်ထားတာကြောင့်သူမတိုင်ရုံးတွေတွင်နေတဲ့ကပရင်ဘရန်နဲ့တညတာအိတ်ဆက်ခဲ့ပါတယ်အဲ့ဒီညမှာပဲသူမကဂျူးလူမျိုးတယောက်ဖြစ်တယ်ဆိုတာကိုဖွင့်ပြောခဲ့ပါတယ်ဂျာမန်စစ်တီတယောက်ဖြစ်တဲ့ကပရင်ဘရန်ကလည်းသူမကိုပြည်တိုင်းစပိုင်တယောက်ဖြစ်သိနေတာကြောင့်ဘာမှမပြောခဲ့ပဲနဲ့သူ့ကိုလက်ထပ်ပါလို့တစ်ထက်ခွင့်တောက်ခံခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ဒီလိုညာတိုင်းညာတိုင်းအတူအိတ်နေတာကိုကိုင်းစားပြီးရဲ့မိန်းမကမိကားခဲ့ပြီးတော့စီကတ်ဖောက်ခဲ့တဲ့အနေနဲ့နှစ်ယောက်လုံးအလုံးထုတ်ပြီးဖို့ကြံစီပါတော့တယ်စိတ်ကောင်းရှိတဲ့ကိုင်းစားပြင်ကသူတို့နှစ်ယောက်ကိုခွင့်လွှတ်ပေးခဲ့ပြီးတော့နောက်တစ်ချိန်ဆိုရင်တော့မရတော့ကြောင်ပြောခဲ့ပါတယ်သူတို့အကုန်လုံးအိမ်ကထွက်လာခြင်းမှာကပတင်ဘရန်စီကိုစာတလောင်ရေးလာခဲ့ပါတယ်အဲ့ဒီခေတ်ကမြို့ထဲကစုံနောက်ရေးလိုက်တဲ့စာဖြစ်ပြီးတော့သူတို့လိုက်နေတဲ့ဗြိတိစပိုင်ကိုဖမ်းဆီးနိုင်ခဲ့ပြီဆိုပြီးတော့စာထဲမှာပါပါတယ်ဘရန်လည်းစစ်ကြောရေးလုပ်နေတဲ့နေရာကိုလိုက်တွားခဲ့ပြီးတော့အခြေအနေတွေကိုဖတ်ရှိခဲ့ပါတယ်ရရဆက်ဆက်နှိပ်စက်ခံထားရတဲ့ဗြိတိစပိုင်ကိုကြည့်ပြီးတဲ့နောက်မှာတူလို့ရမယ့်အရာတစ်ခုကိုစုပ်ပြတ်ချက်ချလိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲဟမ်မလာဆိုသူကနန်းကြောက်ပြင်ကိုင်းစားရဲ့အိမ်တော်စီကိုနောက်လိုက်အများပြားနဲ့ရောက်လာခဲ့ပါပြီဟမ်မလာကိုကိုင်းစားခုတိုင်းနန်းဝနန်းစားအပြည့်နဲ့ကျူဆိုခဲ့ပါတယ်ဟမ်မလာဒီကိုရောက်လာတာနဲ့ဒူမမှာပါတဲ့တနက်နဲ့အငိုက်ဖမ်းပြီးဖိကပ်ဖို့ကိုမိကက်ကစီစဉ်ထားတာပါဒူမအကြံစီကိုရိမ့်မိနေတဲ့ဘရန်မှာဆက်ချင်းမဲ့မိကက်ကိုလူတူမရှိတဲ့ခန်းငယ်တစ်ခုလေးကိုခေါ်လိုက်ပြီးတော့ဒီလုံးဘလို့ဖို့တကယ်လို့လုံးလိုက်ရင်လည်းအကြံစီမအောင်မြင်မဲနဲ့ဒူမတာအသက်ဆုံးရှုံးရမယ်လို့ပြောခဲ့ပါတယ်ကပရင်ကသူကဟစ်တလာဩဇာကစစ်သားတယောက်ဖြစ်ပေမဲ့အကြမ်းဖက်မှုတွေကိုဆက်ဆုပ်နေသူဖြစ်တာကြောင့်မိကက်ကိုမဖမ်းဆီးခဲ့ပဲနဲ့ဒူမကိုကာကွယ်ပေးခဲ့ပါတယ်ဒူမကိုလည်းစပိုင်တယောက်လို့သိနေကြောင်းဖွင့်ပြ
ပြောခဲ့ပြီးတော့ရှစ်ဆက်မတိုးဘူးကိုလည်းအကြံပေးခဲ့ပါတယ်ဒါအပြင်သူမရဲ့ဆရာကိုလည်းမင်းညကဖမ်းဆီးမိသွားတာကြောင့်တိတ်နေကြခဲ့မှာပဲမီကက်စီကိုလည်းဖမ်းဆီးဖို့ရောက်လာတော့မယ်လို့ပြောခဲ့ပါတယ်သူနဲ့ဆုံတော့သူနှစ်ယောက်တည်းအောက်ထပ်မှာရဲတောင်နေတော့မှာပဲသူတို့စီကိုခေါင်းဆောင်ကြီးဟမ်မလာကိုလည်းရောက်လာခဲ့ပါတယ်ဟမ်မလာကသူလုပ်ရမယ့်အလုပ်တွေကိုဖွင့်ပြောခဲ့ပြီးတော့ဒီခီးစဉ်မှာကိုင်တာပြင်ကိုထိနှဲပြန်အပ်မယ်လို့ဟန်ပြပြောပြီးတော့သူနောက်ကွယ်မှာလှုပ်ဝက်ရှိနေတဲ့ကိုင်စာပြင်ရဲ့နောက်လိုက်တွေကိုအမြင့်ဖြတ်မယ်လို့ပြောခဲ့ပါတယ်ဒါအပြင်ဒီအန်ကိုအဝင်ထွက်တေချာစောင့်ကြည့်ပြီးတော့သူစီကိုတိုက်ရိုက်အစီရင်ခံဖို့သူကိုယ်တိုင်တာဝန်ပေးသွားခဲ့ပါတယ်ဟမ်မလာလည်းကိုင်တာပြင်နဲ့ညစာသူစားပြီးတော့နှစ်ယောက်တည်းတီးတန့်တွေ့ပြီးတော့ပြန်သွားခဲ့ပါတယ်ကိုင်တာပြင်ကိုလည်းသူ့ကိုထိနှဲအကြရပြန်ဆက်ခံပါလို့ကမ်းလှမ်းခဲ့ပါတယ်ဟမ်မလာပြန်သွားပြီးမှကပလင်ဘရန်ကမီဂဲကိုသွားရှာခဲ့ပါတယ်သူမအခန်းမှာမီဂဲတရားမရှိတော့ဘဲနဲ့အဲ့ရအလွတ်တစ်ခုကိုလာတွေ့လိုက်ရပါပြီအမှန်တော့မီဂဲဟာကိုင်စာပြင်နောက်မှာရှိနေပြီးတော့သူမက British spy တယောက်ဖြစ်ကြောင်းအခုလာပြောတာကလည်းဗီဒိန်ဝင်ကြီးချုပ်ဝစ်စတန်ချာဂျီစီကအမှားစကားတစ်ခုပါလာခဲ့ကြောင်းအဲ့ဒီတည်စကားကတကယ်လို့ကိုင်စာပြင်နာတဘောတူလာခဲ့ရင်ဗီဒိန်နိုင်ငံစီလာရောက်ပုံရှောင်လို့ရကြောင်းပြောခဲ့ပါတယ်သူမဒီစကားတွေပြောနေတော့မှာပဲကိုင်စာပြင်ကနှလုံးထဖောက်ပြီးတော့နေရာမှာလဲကျသွားခဲ့ပါတယ်မိစဲရဲ့ငကိုကြန်စီကအမှားစကားပြောပြီးသွားရင်ချက်ချင်းအိမ်ထဲကနေပြေးထွက်သွားဖို့ဖြစ်ပေမဲ့ကိုင်စာပြင်လဲကျသွားချိန်မှာတော့အသက်မီဖို့အတွက်ကဲဆဲဖို့အိမ်စီကိုပြန်ပြေးသွားခဲ့ပါတယ်လူတွေကတော့ကိုင်စာပြင်စီသွားဈေးရုံကားခေါ်လုံးနေချိန်မှာကပတင်ဘရန်ကမီဂဲကိုအခုချက်ချင်းပြေးသွားမယ်ဆိုရင်မလွတ်မြောက်နိုင်တော့လို့သူနဲ့ခဏနေဖို့ပြောခဲ့ပါတယ်ဒါပြည့်စပိုင်တယောက်အိမ်ထဲမှာရောက်နေတာကြောင့်တအိမ်လုံးပိတ်ဆို့ပြီးတော့လုံခြုံရေးချထားလိုက်ဖို့နဲ့ဖုန်းနဲ့လှမ်းကြောင်ကြားလိုက်ပါတယ်မီဂဲကသူမကိုဖမ်းတော့မှထင်တဲ့ကပတင်ဘရန်ကိုရှင်းထုတ်ပြဖို့တနက်နေ့အောင်ချိန်နေခဲ့တာပါဒီနောက်မှာတော့ကပတင်ဘရန်ကကိုင်စာပြင်ကိုသူကိုယ်တိုင်ဆေးရုံလိုက်ပို့ပေးရစီဆိုပြီးဆေးရုံကားကိုတယောက်တည်းမောင်းပြီးထွက်လာခဲ့ပါတယ်။နောက်ဟာဆောင်နေတဲ့မီဂဲကိုကားပေါ်တင်ခေါက်ခဲ့ပြီးတော့အိမ်ထဲကနေထုတ်ဖို့စီစဉ်လာခဲ့တာပါ။ဒီချိန်မှာပဲအိမ်ပန်ဝန်းကျင်တဲ့မြို့ထဲမှာဂျပန်စစ်သားတွေဝိုင်းနေပြီးတော့ British spy မီဂဲကိုဖမ်းဖို့လာနေကြပါပြီ။အခက်အခဲတွေအားလုံးကိုကပတင်ဘရန်ဖြေရှင်းပြီးမှတော့မီဂဲကိုလွတ်မြောက်သွားအောင်ကူညီပေးလိုက်နိုင်ပါတယ်။ကိုင်စာပြင်ကိုယ်တိုင်လည်းမီဂဲကိုလွန်လာကူညီခဲ့ပြီးတော့ဒီနာဇီတွေလက်ကနေလွတ်အောင်ပြေးဖို့ပြောလိုက်ပါတယ်။ရပောင်းသားသားကြမှာတော့ကပတင်ဘရန်ကဌာနချုပ်မှာရုံးထိုင်တင်တာဝန်ပြဆန်းဆောင်ခဲ့ရပါတယ်။ဒီနေ့မှာတော့သူစီကိုနိုင်ငံညားကနေသားတဲ့ပါဆယ်တစ်ထုပ်ရောက်လာခဲ့ပါတယ်။အဲ့ဒီပါဆယ်ကိုဖွင့်ကြည့်ချိန်မှာတော့မီဂက်တရားကိုဗီဒီနိုင်ငံကလှမ်းပို့လိုက်တဲ့စာအုပ်ဖြစ်ပြီးတော့သူမဘဲဒုက္ခမြောက်ပဲပြန်ရောက်ခဲ့တယ်လို့လှုပ်ဝက်တတိပေးခဲ့ပါတယ်။ကပတင်ဖရလန်တွက်ရှင်သွားပြီးတော့ကိုင်သာပြင်းအိမ်တော်စီကိုသူ့မှာတရင်ကောင်းတစ်ခုရှိတယ်လို့ပြောလိုက်ပါတယ်။ဒီချိန်မှာမီဂက်ကဗီဒီနိုင်ငံစီကိုပြန်ရောက်နေပြီးတော့ကပတင်ဖရနဲ့တူရခဲ့တဲ့ကိုဝင်းမှာလွယ်ထားခဲ့ရပါပြီ။ရုပ်ရှင်ရဲ့စမှာတော့ Mac Allison ဆိုတဲ့1994ခုနှစ်က BNN စစ်ပွဲမှာပါဝင်ခဲ့တဲ့စစ်ပြန်တယောက်ကိုတွေ့ကြရမှာပါ။အဲဒီမှာ BNN လူမျိုးအမျိုးသမီးတယောက်ကသူစီးမိတဲ့ထားဖို့ကိုတက်လာတာမို့လို့ Max ကလည်း BNN မှာလေးကို Suicide မှာကြည့်နေမိပြီးတော့စစ်ပွဲတုန်းကဖြစ်ခဲ့တာကိုပြန်ပြီးတွေးတောမိသွားခဲ့ပါတယ်။1996နိုဝင်ဘာလမှာ Lily ဦးဆောင်တဲ့ American စစ်သားတချို့ဟာ BNN စစ်မြေပြင်ကိုရောက်ရှိလာခဲ့ကြတယ်။စစ်မြေပြင်ကိုရောက်တဲ့ညမှာပဲ Max တို့ဟာ BNN စစ်သားတွေတိုက်ခိုက်တာကိုခံခဲ့ရပြီး Max ဟာလည်းသူ့ရဲ့တပ်ဖွဲ့နဲ့လူကွဲသွားခဲ့တယ်။ဒီလိုင်းကနေ Max ဟာ BNN တပ်သားတွေတူထားတဲ့မြေအောင်လှန်ကောင်းခြင်းတစ်ခုမှာကျွန်းကျသွားပြီးတော့ထွက်မရဖြစ်သွားခဲ့ပါတယ်။ခံကောင်းကျင်တော့ Max တယောက်မြေချင်းတွေက BNN စစ်သားတွေတတ်တာမခံရခင်လေးမှာတကြက်ဒိုနီမက်ဆေကမတ်ကိုကဲခဲ့ပြီးမြေချင်းထဲကနေတက်လာတဲ့ VNS စစ်သားတွေကိုကိစ္စတုံးပြလိုက်ပိုက်နောက်တရက်မှာတော့ Max နဲ့ Message တို့အပါဝင်တပ်ဖွဲ့တစ်ခုလုံးဟာနေကန်တစ်ခုနာကိုရောက်လာခဲ့တယ်။ Glow နဲ့ Hatcher တို့လည်းမုံမုံနဲ့ကမ်းပေမှာအနားယူနေတော့ Brony ကတော့မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ရွာလေးကိုကြည့်ပြီးတော့တာယာတဲ့နေတဲ့နေ့ကိုခံစားနေခဲ့ပါတယ်။အဲ့ဒီမှာပဲ Brony တယောက်အပြစ်ခံလိုက်ရပြီးတော့ Levin ကိုထိမှန်သွားခဲ့တယ်။တစ်ဖွဲ့လုံးကရွာအနီးကိုရောက်လာတာကြောင့် VNN စစ်သားတွေနဲ့ဝေးရရောက်ပြီးလို့ထင်ထားခဲ့ကြပေမဲ့အခုမှလျှက်တစ်ပြက်တိုက်ခိုက်တာကိုခံလိုက်ရတာပါ။ပွဲသားတချို့လည်းကပစ်ပေးနေခဲ့ရပြီးကျန်တဲ့သူတွေကတော့ရောက်လာတဲ့ရဟတ်ရင်နဲ့ Brony ကိုစေးအောင်လိုက်ဖို့ပေးခဲ့ကြပါတယ်။အဲ့ဒီမှာ Max တို့ဟာတိုက်ပွဲကိုအောင်နိုင်ခဲ့ပေမဲ့အခြေစိုက်စခန်းကိုပြန်လာခဲ့ကြဖို့အမိန့်စာရောက်လာခဲ့တယ်။စိတ်မကောင်းတော့ပဲ Brony ကဆုံးပါသွားခဲ့ပါပြီ။ Brony ကြဆုံးသွားတဲ့ကြောင့်တိုက်ပွဲနေ့ကရခဲ့တဲ့အစိတ်တန်ရာတချို့ကြောင့် Max တို့ဟာရှေ့တန်းမထွက်ရပဲအခြေစိုက်စခန်းမှာအချိန်တစ်ခုထိအနားယူခဲ့ကြရပါတယ်။တဲမှာတော့ message ကအနီးနားကရွာတွေကကိုတွားလဲပြီးတော့စိတ်ပန်းဖြေကြဖို့အားလုံးကိုတိုင်ပင်ခဲ့တယ်။ဒါပေမဲ့နောက်တရက်မနက်6နာရီမှတရင်ပို့ရမယ့်တာဝန်ကလည်းရှိနေပါသေးတယ်။ message ကရွာကိုတွားလဲခြင်းနဲ့ဆိုတာကတုတ်ထိုးမယ်လေးတွေရှိရတွားဖို့ပါ။ဒါပေမဲ့ Max ကတော့မလိုက်တွားခြင်းခဲ့ပါဘူး။အဲဒီမှာတာဝန်ကျစစ်သားက Max တို့ကိုရွာစီပေးမတွားခဲ့ပါဘူး။ဒီချိန်မှာ direct ဆိုတဲ့စစ်သားတယောက်ကရောက်လာပြီးတော့အားလုံးကိုလာခေါ်သွားခဲ့ပါတယ်။ခေါင်းမေအားလုံးဆိုင်ပြီးရွာကိုသွားရမယ့်အကြံကိုထုတ်လိုက်တော့ Brony သေဆုံးခဲ့တာကိုအကြောင်းပြုပြီး VNN စစ်သားတွေဘမှာရှိလဲဆိုတာကိုစုံစမ်းဖို့အတွက်ရွာကနေမိန်းကလေးတယောက်ကိုဖမ်းလာပြီးစစ်မေးကြဖို့ဆိုတာပါ။ဒီရောက်လာမှဖမ်းခေါ်လာတဲ့မိန်းကလေးကိုသူတို့အတွက်အသုံးချဖျော်ပြခိုက်မယ်ဆိုပြီးတော့ပါ။ Max ကအဲ့ဒီကြံကိုသဘောမကျတာကြောင့်သူ့ရဲ့တင်ငယ်ချင်း Rowan ကိုတားဖို့သွားပြောခဲ့ပေမဲ့ Rowan ကတော့သူ့ကိုစားနှောက်နေတယ်ထင်ပြီးတော့ကျဲမစင်ရတဲ့ကောင်းတွေကိုကိုချင်းစားပါလို့ပြောပြီးတော့ Max ကိုအေးဆေးနေဖို့ပြောလိုက်တယ်။အဲ့လိုနဲ့ Max နဲ့စစ်သားတချို့ဟာရွာကိုရုတ်တရက်ဝင်လာခဲ့ကြပြီးတော့ Owen ဆိုတဲ့ VNN မလေးတယောက်ကိုအမေနဲ့ညီမဖြစ်သူအရှိမပဲဖမ်းခေါ်လာခဲ့ပါတယ်။မိခင်ဖြစ်သူက Owen ကိုလွတ်ပေးဖို့တောင်းပန်နေပေမဲ့ Max ကတော့ဟာတိုက်ရင်မောနေခဲ့ပြီးတော့မရမကဖမ်းခေါ်လာခဲ့တယ်။
ရွာသားတွေလည်းတားကျင်ပေမဲ့ American စစ်သားတွေမှန်တီတော့ကြောက်နေကြတာကြောင့်ဘသူကမှဝင်မတားရဲခဲ့ကြပါဘူးဖဲလာတဲ့လမ်းတစ်လျှောက်မှာအိုဝန်ကိုလေးလံတဲ့ပစ္စည်းတွေတည်ခိုင်းတာကြောင့်မတ်ကမိန်းကလေးကိုညှတာပေးဖို့ပြောပေမဲ့ဒရက်လွှဲရင်မတ်ရဲ့စကားကိုဘသူကမှနားမထောင်ခဲ့ကြပါဘူးစကန်ချတဲ့တနေရာမှာတော့မတ်ကမတ်နဲ့ဒရက်ကိုအိုဝန်ကိုအရင်ဆုံးအာဝါဒခိုင်းခဲ့ပါတယ်ဒါပေမဲ့မတ်နဲ့အိုဝန်ကဖမ်းခေါ်လာတဲ့လူပေါ်မှာလူသားချင်းစာနာထောက်ထားရမယ်ဆိုပြီးတော့ညှင်းဆိုခဲ့တယ်ဘယ်လိုဖြစ်နေပါစေမတ်ရောဒရက်ရောကတာမန်စစ်သားငယ်လေးတွေဖြစ်တာကြောင့်တက်ချက်ဖြစ်တဲ့ message ကိုကြော်ပြီးတော့အိုဝန်ကိုလှုပ်ပေးဖို့လည်းမတက်ဆွမ်းနိုင်ခဲ့ကြပါဘူးအဲ့ဒီညမှာတော့အိုဝန်ကိုသူတို့နဲ့အတူအာဝါလာမတိုင်းရင်တက်ပြစ်မယ်ဆိုပြီးတော့ message ကပြောလာတာကြောင့်ဒရက်ကတော့တက်ခံမှာကြောက်တာကြောင့် message ကိုနဲ့သွားပေါင်ခဲ့ပါတယ်မတ်ကအားလုံးကိုတားဖို့ကြိုးစားခဲ့ပေမဲ့ကလော့ကမတ်ကိုဓာတ်နဲ့ထောက်ပြီးကင်းဆောင်နေဖို့စေခိုင်းခဲ့တယ်။အစားအုံပြတစ်ခုအထက်မှာအိုဝန်ကိုဝိုင်းပြီးတော့နှိမ့်ဆက်နေတဲ့အချိန်မှာမတ်တယောက်ကတော့မိုးရီထဲမှာမျောလင်းချက်မဲ့နေတယ်လို့သူ့ကိုယ်သူစိတ်ပြက်စွာနဲ့ပဲကင်းဆောင်နေခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့ခီးဆက်ဖို့လုပ်ရင်းနဲ့ရထားလမ်းတစ်ခုအနီးကမြေရဲ့တစ်ဖက်ကမှာဗီယက်နမ်စစ်သားတွေထိန်းချုပ်ထားတဲ့ရွာတစ်ရွာကိုတွေ့လိုက်ရတယ်။မတ်နဲ့ဟက်ချာတို့ကစကန်ချတဲ့နေရာကိုပြန်လာခဲ့ပြီးလက်နက်တွေကိုလိုက်ယူတဲ့အခါမှာကလော့ကလိုက်လာကအိုဝန်ကိုစောင့်ကြည့်ဖို့နေရစေပြီးတော့သူတို့ကလက်နက်တွေကိုယူပြီးတခြားအဖွဲ့သားတွေရှိရာစီထွက်သွားခဲ့ပါတယ်။မတ်ကအိုဝန်ရှိရာစီကိုသွားတဲ့အခါမှာအိုဝန်ကအရန်ကြောက်လန့်နေခဲ့တယ်လို့မတ်ကိုလည်းအနာကပ်မခံခဲ့ပါဘူး။တညလုံးငိုထားတယ်လို့အရိုက်နှစ်ပါခံထားရတာကြောင့်အိုဝန်ဟာအရန်ကိုအားနည်းနေပါတယ်။မတ်ကလည်းရေနဲ့စားစရာတချို့ကိုပေးခဲ့ပြီးတော့သူက NA မပေးပါဘူးဆိုတာကိုလက်ဟန်ချေဟန်နဲ့ပြောပြခဲ့တယ်။ message ကကလော့တို့နဲ့အတူတူ mass မပါလာတော့ mass ပဲရောက်နေလဲဆိုပြီးတော့မေးခဲ့တယ်။ကလော့ကအိုဝန်ကိုစောင့်ကြည့်ဖို့ခြံထားခဲ့တယ်ဆိုပြီးပြောတော့ message ကအဲ့တိုင်းထားခဲ့ရင် mass ကအိုဝန်ကိုထွက်ပြေးခိုင်းနိုင်မယ်ဆိုပြီးတော့ပြန်သွားခေါ်ခိုင်းခဲ့တယ်။ mass ကလည်းအိုဝန်ကိုခေါ်လာပြီးထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့အိုဝန်ကလမ်းအောင်မလျှောက်နိုင်တော့လောက်အောင်အားနည်းလို့နေပါတယ်။မတ်ကပဲအိုဝန်ကိုထမ်းပြီးတော့လုံခြုံတဲ့နေရာကိုသွားဖို့လုပ်တော့ကလော့ကအချိန်ကရောက်လာပြီးတခြားတပ်သားတွေရှိရာစီခေါ်လာခဲ့လိုက်ပါတယ်။ message ကတစ်ဖက်ကမ်းမှာရှိနေတဲ့ VNS စစ်သားတွေသူတို့ကိုအိုဝန်ကြောင့်တတိမထားမိခင်တပ်ပစ်လိုက်ဖို့ Mask ကိုအမိန့်ပေးခဲ့တယ်။အမေ Mask ကတော့အမိန့်ကိုမနာခံခဲ့ပါဘူး။အဲဒီချိန်မှာ American ရဟတ်ယာဉ်တွေလာနေတော့အချိန်မလွန်ခင်မှာအိုဝန်ကိုတပ်ဖို့ message က direct ကိုခိုင်းလိုက်ပါတယ်။ direct ကအိုဝန်ကိုတပ်ခံနေမှာပဲ Mask ကတနက်ကိုထပစ်လိုက်တာကြောင့်တစ်ဖက်က VNS စစ်သားတွေလည်းတတိထားမိသွားပြီး Mask ကိုဝိုင်းလော်ချပါတော့တယ်။ Mask ကလည်းတစ်ဖက်က VNS စစ်သားတွေနဲ့အပြန်အလှန်ပစ်ခတ်နေရချိန်မှာကလော့ကအိုဝန်ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်လိုက်တော့တယ်။တစ်ဖက်က BNN စစ်သားတွေလည်းအင်အားများလာခဲ့ပြီးလောင်ချာနဲ့ပါထုတာတော့မတ်တိုဟာယထာလန်တရကိုဖျက်ပြီးတော့ထွက်ပြေးခဲ့ကြတယ်။မက်ဆေ့ကစစ်တပ်နဲ့ကြီးနဲ့ပြန်လှော်ခဲ့တာကြောင့် BNN စစ်သားတချို့လည်းကြာသွားခဲ့တယ်။အဲ့ချိန်မှာမသေးသေးတဲ့အိုဝန်ကအသက်ရှင်ဖို့ညှို့နှင်းချက်ရှိလို့ရှိ냐မက်ဆေ့အရှိကနေဖျက်ပြီးတော့တရားစီလျှောက်လာနေခဲ့ပါတယ်။ message လည်းတစ်ချက်ကြောင်သွားပြီးတော့အိုဝန်ကိုဆက်တဲ့နဲ့ပြစ်မယ်လုပ်နေတော့မှမတ်ကဝင်တားခဲ့ပေမဲ့ခေါင်းကိုအထုခံလိုက်ရတာကြောင့်လဲကျသွားခဲ့တယ်။အိုဝန်ကိုလည်း message ကတနက်နဲ့ပြစ်လိုက်တာကြောင့်တရားဘော်ကနေကျပြီးတော့သေဆုံးသွားတော့တယ်။တနောက်ပါအိုဝန်ရဲ့အသက်မဲ့သွားတဲ့ခန္ဓာကိုယ်ကို mass တယောက်တွေ့မြင်လိုက်ရပေမဲ့စိတ်မကောင်းတနာမိုံကလွယ်ရင်ဘာမှမတက်ဆွမ်းနိုင်တော့ပါဘူး။ခဏကြာမှာတော့ American ရဟတ်ယာဉ်တွေက VNN ရွာဘော်ကိုဘုံတွေလာကျဲချသွားခဲ့တာကြောင့်တရွာလုံးမီးလောင်ပြကျသွားခဲ့တယ်။တတိလသွားတဲ့ mask ကိုလည်းစစ်သားတွေလာကဲသွားကြပြီးအနည်းဆုံးကဆေးရုံကိုပို့ပေးခဲ့တာကြောင့် mask လည်းအသက်ရှင်ခဲ့ပါတယ်။ဆေးရုံပေါ်မှာတတိရလာတဲ့ mask ဟာတငယ်ချင်း Rowan ကိုအကြောင်းဆောင်ကိုရှင်းပြရင်းနဲ့ Owen ကိုဖမ်းလာခဲ့တာဟာစစ်ဆေးမင်းမြန်းဖို့အတွက်မဟုတ်ပဲတမင်သက်နှိပ်စက်ဖို့ကျူးလွန်ခဲ့ကြတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။အဲဒါကြောင့် Rowan ကအရာရှိ Liney စီကိုခေါ်လာပြီးတော့အားလုံးကိုရှင်းပြစေခဲ့ပါတယ်။ Mask ကလည်း Liney ကိုဖြစ်ခဲ့သမျှပြောပြခဲ့ပြီးလူမဆန်တဲ့ကိစ္စကိုကျူးလွန်ခဲ့တဲ့ message တို့ကိုအပြစ်ဒဏ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Liney ကတော့စစ်မျက်နှာပြင်လိုနေရမှာအဲ့လိုကိစ္စတွေကမကြာခဏဖြစ်တတ်တယ်လို့ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေကိုအပြစ်ပေးဖို့မတောင်းဆိုသင့်ဘူးဆိုပြီးတော့ Mask ကိုပြန်ပြီးပြောခဲ့ပါတယ်။ Rowan ကလည်း Liney နဲ့စကားဆက်ပြောမနေစေတော့ပဲ Rowan ရဲ့အထက်မှာရှိတဲ့ Boji Hill ကိုတင်ပြစေခဲ့တယ်။ Mask ကလည်း Boji Hill နဲ့တွေ့ဆုံခဲ့ပြီးတော့ဖြစ်သမျှအကြောင်းအရာတွေအားလုံးကိုပြောပြခဲ့ပြန်ပါတယ်။ဒါပေမဲ့ Boji Hill က Mask ဘက်ကနေရက်တီးပြီးအမှန်တရားကိုလက်ခံရမယ်အစားကိုယ့်ရဲ့ရဲဘော်တွေပေါ်မှာတစ္ဆာဖောက်တဲ့ကောင်းဆိုပြီးတော့စူဆဲခဲ့တယ်လို့ American စစ်တပ်ကိုသိခါကြစေတဲ့အတွက်ကိုယ့်ဘက်ကိုရှက်တင်တယ်ဆိုပြီးသား Mask ကိုအပြစ်တင်ခဲ့ပါတယ်။တပ်တွေအတိအကျပြစရာမရှိပဲရဲဘော်ရဲဘက်တွေကိုဆွဆွဲနေတဲ့အခု Mask ရဲ့အပြုတ်မှုကြောင့် Mask နဲ့မိသားစုတစ်ခုလုံးမှာထောင်နှန်းဆိုင်ရာတွားတတ်တာမလို့ပါဇက်ကိုပိတ်ပြီးပဲနေ Mask ကိုတတိပေးပြီးလုပ်လိုက်ပါတယ်။ Mask ကလည်း Boji Hill ရဲ့စကားနဲ့တုံ့ပြန်မှုကိုလုံးဝမယုံကြည်နိုင်ဖြစ်သွားခဲ့ရတယ်။ Mask အခန်းစီကိုပြောင်းလာတော့ message နဲ့ club တို့ကသူတို့ဘာအဖြစ်တမ်းမှမထိတာကြောင့်ရီကျဲကျဲလုံနေပြီးတော့ Mask ကိုလည်းလောင်ပြောင်နေခဲ့ကြတယ်။အဲဒီညမှာ Mask အိမ်သာတက်နေတော့ club ကရောက်လာပြီးတော့ဘုံတလုံးကိုအိမ်သာကွက်ထဲလာပစ်ထည့်ထားလိုက်ပါတယ်။ Mask လည်းအချိန်မီတတိထားမိသွားတာကြောင့်သာတိတိလေးလွတ်မြောက်ခဲ့ပါတယ်။အရန်ဒေါသထွက်သွားတဲ့ Mask ကအခန်းထဲကိုပြန်ဝင်လာခဲ့ပြီး club ကိုရိုက်ချပစ်လိုက်ပြီးတော့ဘသူကမှအပြစ်ဒဏ်မခတ်ရင်တော့ကိုလုတ်ခဲ့တာတွေအတွက်ကိုယ့်ဘက်ကိုအပြစ်ပေးရမယ်ဆိုပြီးတော့အော်ပြောခဲ့ပါတယ်။
ပောက်ကွဲမှုကြောင့်ရောမတ်တို့စကားများခဲ့တာကြောင့်ရောအလုံးကပြောင်းပြန်ဖြစ်လာပြီးဘိုဂျီဟီလ်ကအမှုကိုပြန်ပြီးစုံစမ်းခိုင်းခဲ့ပါတယ်မတ်ကလည်းတက်တဲ့အဖြစ်နဲ့ဗီယက်နမ်ရွာထိခေါ်သွားပြီးတော့အိုဝင်ရဲ့အလောင်းကိုလိုက်ပြခဲ့ကဘလို့ဖြစ်ခဲ့လဲဆိုတာကိုပြန်ပြီးအယူခံဝင်တင်ပြခဲ့တယ်။ message နဲ့တခြားသူတွေလည်းနောက်ဆုံးတော့အပြစ်တွေကိုဝန်ခံလိုက်ကြရပါတော့တယ်။ပြမှုထင်ရှားခဲ့တာကြောင့် message က1000နဲ့ hashtag က15နှစ် direct က10နှစ်နဲ့ကလောက်ကတော့တသက်တကြွထောင်မှန်းဆန်ဖို့ပြစ်တဲ့အချမှတ်ခံခဲ့ကြပါတယ်။ထောင်ထဲကိုခေါ်လာတဲ့အချိန်မှာ message ကသူ့လွတ်လိုက်ရင် mass ရဲ့မျက်နှာကိုမမြင်ရစေနဲ့ဆိုပြီးတော့ကတ်တိုးလေးချိန်ချောက်သွားခဲ့ပါသေးတယ်။ဒါပေမဲ့ mass ကတော့လူမဆန်တဲ့ကောင်းတဲ့ကိုအဖြစ်ပေးနိုင်ခဲ့တာကြောင့် PT ဖြာပြီးပြုံးနေခဲ့ပါတယ်။လက်ရှိချိန်မှာတော့ Master ရဲ့အိပ်ပျော်ရကနေနိုးလာပြီးတော့သူ့ရှင်နာမှာထိုင်နေတဲ့ VNM main ကလေးကိုပြန်ပြီးတတိထားမိခဲ့ပါတယ်။အသားပူလာကွယ်ရောက်တော့ main ကလေးကဆင်းသွားခဲ့ပါပြီ။ Mask ကလည်း main ကလေးကြံခဲ့တဲ့ဘဝလေးကိုမြင်တော့ယူပြီးတော့လိုက်ပေးခဲ့ပါတယ်။ main ကလေးက Mask နဲ့ဆုံတော့ VNM စစ်ပြန်တဲ့မဟုတ်လားဆိုပြီးတော့မေးခဲ့ပါတယ်။ Mask ကလည်းခေါင်းငိမ့်ပြတဲ့အခါမှာရထားပေါ်မှာ Master ရဲ့အိမ်မဆိုးတွေမှတ်နေတာကိုသူတတိထားမိခဲ့တဲ့အကြောင်းနဲ့အချိန်တွေနဲ့ကြာနေပြီဖြစ်တယ်လို့ပြီးခဲ့တာလည်းပြီးပြီမို့လို့တိတ်ဆိုးတဲ့ကနေရုံထွက်ပါလို့ပြောခဲ့တယ်။မိန်းကလေးအဝေးကိုရောက်သွားချိန်မှာတော့မတ်စီရဲ့ခေါင်းထဲကိုအတွေးစားတချို့ဝင်ရောက်လာခဲ့ပါတယ်။ဘာကြောင့်မိန်းကလေးကသူ့ကိုတရန်တနီစကားပြောခဲ့တာလဲ။ဒီမိန်းကလေးက VNM ရွာကအိုဝင်းရဲ့ညီမလေးများဖြစ်နေမလားဆိုတာကတော့မိန်းကလေးငယ်ကလွယ်ရင်ဘသူကမှသိနိုင်မှာမဟုတ်ပါဘူး။ဇာတ်ကားလေးကတော့ဒါပါပဲဝစ်ဆိုတာဟာအမြဲတမ်းပြန်လဲတတ်တယ်လို့ရာဇဝတ်ဘေးဆိုတာကလည်းဘယ်တော့မှပြေးမလို့တတ်ပါဘူးဆိုတာလေးကိုတင်ပြသွားခဲ့တာပါ။နာဆင်ပေးမှုအတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။